အားလုံးပဲမင်္ဂလာပါလီယိုနယ်မက်ဆီရဲ့အလင်းခောက်စွမ်းရည်ငယ်စဉ်ကစီကူတာမှုခံခြင်းကသူ့အပေါ်ဘာတက်ရောက်မှုတွေရှိခဲ့လဲဆိုတာကိုစေပညာရှုထောက် physics သဘောတရားတွေနဲ့ပါပေါင်းပြီးတော့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒေါက်တာစပေါ့ပါဘာကြောင့်လီယိုနယ်မက်ဆီကိုဘောလုံးသမား3ယောက်လောက်ဝိုင်းလိုက်တာတော့မှဘောလုံးမလူနိုင်ကြတာလဲဘာကြောင့်သူ့ရဲ့ပြေးလွှားလှုပ်ရှားပုံကတခြားကစားသမားတွေနဲ့မတူပဲထူးခြားနေရတာလဲတကယ်တော့ဒီမိကွန်းရဲ့အဖြေကမက်ဆီရဲ့ခနာကိုကတာမန်ကစားသမားတစ်ယောက်ထပ်ပုံမထူးခြားနေလို့ပဲဖြစ်ပါတယ်သူ့ရဲ့ငယ်စဉ်ဘဝကျမကြီးအခြေအနေတစ်ခုကနေဒီယနေ့ကျွန်တော်တို့မြင်တွေ့နေရတဲ့ legendary play style တစ်ခုကိုဖန်တီးပေးခဲ့တာလည်းဖြစ်ပါတယ်မက်ဆီဟာငယ်စဉ်ကတည်းက growth hormone deficiency မျိုးရိုးလိုက်ကြီးထွားဟော်မုန်းချို့တဲ့ခြင်းဝေဒနာကိုခံစားနေရပါတယ်ဟော်မုန်း growth hormone ဆိုတာကအုံနောက်အတွင်းရှိ pituitary gland ကနေထုတ်ပေးတဲ့ဟော်မုန်းဖြစ်ပါတယ်ဒီ growth hormone ကအယိုးတီးထွားမှုကြွက်သားဖွံ့ဖြိုးမှုအဆီဖြိုခွဲမှုနဲ့ tissue recovery တွေမှာအဓိက control လုပ်ပေးထားပါတယ်ဒီဟော်မုန်းမလုံလောက်တဲ့အခါကလေးတစ်ယောက်မှာအရက်ရှည်နှုတ်နှေးခြင်းကြွက်သားထုနေခြင်းအင်အားကုန်ခန်းခြင်းတွေဖြစ်တတ်ပါတယ်ဒါကြောင့်လဲမက်ဆီဟာငယ်စဉ်ကတည်းကညအိယာဝင်ကနေတိုင်းမှာဟော်မုန်း growth hormone ထိုးသေးတွေကိုထိုးပြီးကုသမှုခံယူခဲ့ရပါတယ်အကယ်၍မက်ဆီဒါကုသမှုမခံယူခဲ့ဘူးဆိုရင်ကျွန်တော်တို့ professional ကစားသမားဖြစ်ဖို့တောင်ခက်ခဲခဲ့ပါလိမ့်မယ်ဒါပေမဲ့လည်းဒီအခြေအနေတွေကြောင့်ပဲမက်ဆီမှာထူးခြားတဲ့ biomechanics ဇီဝစက်မှုဗေဒအားသာချက်တွေရှိလာခဲ့တာဖြစ်ပါတယ်sport biomechanics မှာ center of gravity ဒီ dress ဆွဲဗဟိုချက်ဆိုတာအလွန်အရေးကြီးပါတယ်ဒါဟာခန္ဓာကိုယ်ရဲ့ဟန်ချက် balance ကိုအဓိကဆုံးဖြတ်ရအမှတ်လည်းဖြစ်ပါတယ်မက်ဆီလိုအရက်ပူးတဲ့ကစားသမားတွေမှာဒီဗဟိုချက်ကမြေကြီးနဲ့ပုံမူနီးကပ်ပါတယ်ဥပမာပြောရရင်ကျွန်တော်တို့ဘတ်စကားတစ်စီးရုပ်ရည် break အုပ်လိုက်တဲ့အချိန်မှာလူအများစုကဟန်ချက်ပြတ်သွားတတ်တယ်ဒါပေမဲ့ခန္ဓာကိုယ်ဗဟိုချက်နှိမ့်တဲ့လူတွေကတော့ပိုပြီးတည်ငြိမ်မှုရှိကြတယ်မက်ဆီကလည်းဒီအတိုင်းပဲဖြစ်ပါတယ်နောက်တန်းလူတွေကပခုံးတိုက်ပြီးဘောလုံးလွှတ်တဲ့အချိန်တွေမှာတော့မှသူ့ရဲ့ balance ကိုလွယ်လွယ်နဲ့ပြတ်သွားအောင်လုပ်လို့မရပါဘူးဒါကြောင့်လည်းမက်ဆီကိုတွန်းတိုက်ဖို့ဆိုတာထင်ထားတဲ့အထက်ပိုပြီးခက်ခဲနေရတာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်မက်ဆီရဲ့ခြေလမ်းတွေနဲ့ပတ်သက်ပြီးတော့ပြောမှာဖြစ်ပါတယ်မက်ဆီရဲ့ dribbling ကိုကြည့်မယ်ဆိုရင်ဘောလုံးကခြေထောက်နဲ့ကပ်နေတယ်လို့ခံစားနေရပါလိမ့်မယ်ဒီနေရာမှာလည်းသိပ္ပံနည်းကျအချက်လက်တွေရှိပါတယ်အရက်ရှိတဲ့ကစားသမားတွေက strike length ခြေလမ်းအကွာအဝေးကကြီးပါတယ်မက်ဆီကတော့ကျွန်တော်တို့ shorter strike pattern ရှိတဲ့ခြေလမ်းတူတူလေးတွေနဲ့ပြေးတာဖြစ်ပါတယ်ဒါကြောင့်ဘောလုံးနဲ့ခြေထောက်ထိတွေ့မှုအကျဉ်းကြီးပိုများလာပါတယ်အဲ့အတွက်လည်းအကျိုးကျေးဇူးတွေရှိပါတယ်ဥပမာဆိုရင်ကျွန်တော်တို့ direction change လုပ်တဲ့အချိန်တွေဒီ reaction adjustment လုပ်တဲ့အချိန်တွေနောက်တစ်ခုကကျတော့ဒီနောက်တန်းလူတွေလှုပ်ရှားမှုကိုချက်ချင်းတုံ့ပြန်နိုင်ခြင်းတွေမှာပေါ့နော်အရင်အားတာပါတယ်မက်ဆီကိုကျွန်တော်တို့ acceleration monster လို့လည်းခေါ်ကြတယ်သူကကမ္ဘာအမြန်ဆုံးပေါ့နော်ဘောလုံးသမားတော့မဟုတ်ပြင်မဲ့သူစတင်ပြေးဆွဲတဲ့အချိန် acceleration မှာတော့အလွန်ကြောက်စရာကောင်းပါတယ်ဒီတိပ္ပံနည်းကသူ့ရဲ့ခနာကိုယ်အရွယ်စားတင်းငယ်မှုကြောင့် inertia အရင်နေပါတယ် inertia ဆိုတာခန္ဓာကိုယ်ရွှေ့ရှားမှုအပြောင်းအလဲကိုအန်တုတဲ့ဂုဏ်သတ္တိဖြစ်ပါတယ် inertia နဲ့တဲ့အတွက်လှုပ်ရှားမှုအကူအပြောင်း movement transition တွေမှာပုံမမြန်ဆန်ပြီးအားအင်တုံးဆွဲမှုမှာလည်းထိရောက်ပါတယ်ဒါကြောင့်နောက်တန်းလူတွေမလှုပ်ရှားခင်မှာဒီမက်ဆီကသူတို့ကိုကြော်ဖြတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်နောက်ထပ်မက်ဆီအကြောင်းပြောမယ်ဆိုရင်တော့သူ့ရဲ့အုံနောက်စွမ်းရည်အကြောင်းပြောပါလိမ့်မယ်ဒီ small scientist တွေရဲ့အဆိုအရဆိုရင်မက်ဆီရဲ့ကြီးပြင်းမှုဟာဒီကြွက်သားတွေထက်အုံနောက်ရဲ့ချိတ်ဆက်လှုပ်ဆောင်မှု brain coordination ကြောင့်လို့ဆိုကြပါတယ်မက်ဆီကဘောလုံးပြေးဆွဲနေတဲ့အချိန်မှာဆိုရင်ဘောလုံးရဲ့တီနီယာပြိုင်ဘက်လှုပ်ရှားမှုနောက်ကအတင်းဘော်တွေရဲ့တီနီယာကွင်းတွင်းမှာရှိတဲ့ space เนาะဒီအချက်လက်တွေအလုံးကိုမီလီစက္ကန့်အတွင်းမှာတွက်ချက်ပါတယ်ဒါကိုလည်းကျွန်တော် perception action coupling လို့ခေါ်ပါတယ်အုံနောက်ကဒီအချက်လက်ကိုမြင်တာနဲ့ခန္ဓာကိုယ်ကချက်ချင်းတုံ့ပြန်နိုင်တဲ့စွမ်းရည်ပါမက်ဆီကဒီစွမ်းရည်မှာ extraordinary level မှာရှိပါတယ်နေကုန်းချုပ်အနေနဲ့ပြောမယ်ဆိုရင်မက်ဆီကိုလူအများက magic လို့တင်စားခဲ့ကြတယ်ဒါပေမဲ့လည်းအဲ့ဒီ magic ရဲ့နောက်ွယ်မှာဒီ biomechanics အုံနောက်စွမ်းဆောင်ရည် balance physics acceleration mechanism တွေကပေါင်းစပ်တည်ရှိနေတာဖြစ်ပါတယ်ဒေါက်တာစပေါ့မှာအားကစားကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို share ပေးမှာဖြစ်တဲ့အတွက်စိတ်ဝင်စားလို့နားထောင်ခြင်းနဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ကြပါဦးနော်
ဒါကြောင့်လည်းမက်ဆီဟာဒီဘောလုံးသမားတစ်ယောက်တည်းမဟုတ်ဘဲနဲ့ Sports Science ရဲ့ပြောင်မြောက်တဲ့ masterpiece တစ်ခုလို့တောင်ပြောလို့ရပါတယ်။